လူရဲ့စိတ်ကို mind လို့ခေါ်တယ်ဒီနေ့ကအဲ့ဒီစလုံးနဲ့ဆက်ဆက်တဲ့အသုံးများတဲ့ idioms တွေ phrases လေးတချို့လေ့လာကြမယ် never mind don't worry that's okay အဲ့လိုပြောတာအဲ့တော့ကိုနဲ့ကိုတငယ်ချင်းနဲ့ shopping ထွက်တယ်ကိုကအင်ဂျီတွေယူပြီးတော့ငွေရှင်းကနေကြမှာပါသွားတတိယလဲဆိုတော့ oh I'm sorry I don't have any money with me right now ဆိုတငယ်ချင်းကငါပတ်စံပါမလားလို့ပြောတယ်ဒါပေမဲ့ तू က boss ဆိုတော့ခါကြတော့ that's okay never mind I'll pay for them ဆိုပြီးတော့ရှင်းသွားနောက်တစ်ခုကကြတော့ make up your mind your နေရာမှာ mind his ဟာကြိုက်တာထည့်လို့ရတယ်အဲ့တော့ make up somebody's mind တရားရတဲ့စိတ်ကို make up လုပ်လိုက်တယ်ဆိုတာ decide လုပ်တာဆုံးဖြတ်ချက်ချတာကိုပြောတာ you need to make up your mind မင်းဆုံးဖြတ်ချက်ချဖို့လိုတယ် keep in mind စိတ်ထဲမှာ keep လုပ်ထားဆိုတော့တင်းထားဆိုတော့စိတ်ထဲမှာမှတ်ထားဖို့เนาะတတိယပေါ့stop drinking keep in mind that your exam is tomorrow အဲ့တော့စွတ်တောက်မနေနဲ့မနေ့ကစာမွေးရှိရလို့ပြောတာ